အားလုံးမင်္ဂလာပါဗျာကျမ်းမာချမ်းသာကြပါစေဆရာကြီးများဆရာလေးများဝါသနာရှင်များအားလုံးပေါကနများတို့ဘဝကိုတွေ့ကူစွာဖြတ်သန်းနိုင်ကြတဲ့မိသားစုများသိကြပါစေပျော်ရွှင်ခြင်းများနဲ့ပြည့်စုံကြပါစေဗျာဒါတော့ကျွန်တော်မိတ်သစ်များအတွက်ကျွန်တော်ဖုန်းနံပါတ်ပါမူတော့ကျ3998443486နဲ့နော်မိတ်သစ်များမေးမြန်းနေလို့ဟုတ်အဲ့တော့ကျွန်တော်ပြကြမယ်နော်ပြကြမယ်ဆိုတော့ကျွန်တော်ကကျွန်တော်လူများတော့တီးပြီးသားဖြစ်နေကျွန်တော်က3ကမ်းမြောက်ကိုင်တာများတယ်ဆိုတော့နော်အဲ့ဒီထဲမှာ3ကမ်းမြောက်ပြ3ကမ်းမြောက်ဘယ်လိုလာလဲဆိုတော့ဒီမှာ2004တုန်းကဒီမှာနှစ်ပိတ်တယ်ဒီမှာလဲ17ကမှာလဲနှစ်ပိတ်တယ်14မှာလဲနှစ်ပိတ်တယ်နော်အဲ့တော့ကြည့်ကြမယ်ဆိုရင်ပြိဿကြီးဒီနှစ်ပိတ်ရဲ့ညာဘက်ဘေးကနေ3ဝင်ဆင်းဘရိတ်ရှိတယ်ဒီမှာလဲဘရိတ်ရှိတယ်ဒီမှာလဲဘရိတ်ရှိတယ်နော်အဲ့ဒီဘရိတ်ရှိကနေဒီကိုဆင်းလာလိုက်လို့ရှိရင်တော့12ချိန်ရောက်ရင်ဆိုတာကွာကိုဖြစ်တယ်ဒီဘရိတ်ရှိကနေဆင်းရင်လည်း12ချိန်မှာကွာကိုပဲဖြစ်တယ်ဒီဘရိတ်ရှိကနေဆင်းရင်လည်း12ချိန်မှာကွာကိုပဲဖြစ်တယ်နော်ကွာကိုပဲဖြစ်တယ်ဆိုတော့အဲ့ဒီကွာကိုရဲ့နောက်နှစ်ဒါ10ချိန်မှာ9ခါဖြစ်တယ်ဒီဘက်မှာလည်း9ခါပဲဖြစ်တယ်ဒီမှာလည်း9ခါပဲဖြစ်တယ်နော်အဲ့တော့ဒီ9ခါရဲ့ညာဘက်အောက်ဆောင်ကရှေ့ပေါင်းခွန်ပါဒီ9ခါရဲ့ညာဘက်အောက်ဆောင်ကလည်း9နဲ့3ဆိုရှေ့ပေါင်းခွန်ပါဒီ9ခါရဲ့ညာဘက်အောက်ဆောင်ကလည်း8 9 1ဆိုရှေ့ပေါင်းခွန်မယ်နော်အဲ့တော့ဒီရှေ့ပေါင်းခွန်ကနေအောက်ကိုဟိုဆင်းတယ်ပေါ့ဗျာပြောပါတော့ဆင်းတော့18ချိန်ထိဆင်း18ချိန်ထိဆင်းပြီးတော့သူ့ဘေးကရှေ့ပေါင်း30ဖြစ်တယ်ဒီရှေ့ပေါင်းခွန်ကနေ18ချိန်ထိဆင်းပြီးတော့သူ့ဘေးကရှေ့ပေါင်း30ဖြစ်တယ်ဒီရှေ့ပေါင်းခွန်ကနေ18ချိန်ထိဆင်းပြီးတော့သူ့ဘေးကရှေ့ပေါင်း30ပဲဖြစ်တယ်နော်အဲ့ဒါပိုင်းအောင်ပြီးသွားပိုင်းအောင်ပြီးသွားတော့ကျွန်တော်တို့ကဘယ်ဟာနဲ့လာကြမလို့ဆိုတော့ဒီအဝါရောက်လာနော်အဝါရောက်လာပြီးတော့ဒီမှာဗရိတ်နေရှိတယ်ဒီမှာလည်းဗရိတ်နေရှိတယ်အပေါ်ဝေးတဲ့အတူတူပဲနော်ကြီးမပြတော့ဗရိတ်နေရှိတယ်အဲ့တော့ဒီဗရိတ်နေရဲ့ညာအထက်ကနေပြီးတော့3ဝင်သွားရင်6ခါရှိတယ်ဒီဗရိတ်နေရဲ့အထက်ကနေဘယ်ဘက်ကို3ဝင်သွားရင်6ခါရှိတယ်ဒီဗရိတ်နေရဲ့အထက်ကနေဘယ်ဘက်ကို3ဝင်သွားရင်လည်း6ခါရှိတယ်အဲ့ဒီ6ခါနေပြီးတော့ဇောင်းကိုတပင်ကျော်လိုက်တာနဲ့သူ့ရဲ့ဘယ်ဘက်တပင်ကျော်မှာဗရိတ်5ရှိတယ်6ခါနေဇောင်းကိုတပင်ကျော်ပြီးရတယ်ဘယ်ဘက်တပင်ကျော်မှာဗရိတ်5ရှိတယ်6ခါနေဇောင်းတပင်ကျော်ပြီးရတယ်ဘယ်ဘက်တပင်ကျော်မှာဗရိတ်5ရှိတယ်နော်အဲ့ဒီတော့ကျွန်တော်တို့ကြည့်မှာကဒီဗရိတ်5နေဆိုလို့ရှိရင်1 2 3 4 5 6ပင်တက်ပြီးတာနဲ့အထက်မှာတစ်ပိတ်တာဒီဗရိတ်5နေ1 2 3 4 5 6ပင်တက်ပြီးတာနဲ့အထက်မှာတစ်ပဲပိတ်တာဒီဗရိတ်5နေပြီးတော့1 2 3 4 5 6ပင်တက်ပြီးတာနဲ့အထက်မှာတစ်ပဲပိတ်တာတယ်အဲ့တော့ကြည့်ကြမယ်ဆိုရင်ဒီတစ်ပိတ်ရဲ့တပင်ကျော်2ပင်ကျော်မှာကွာကိုရှိတယ်ဒီတစ်ပိတ်ရဲ့2ပင်ကျော်မှာလည်း661ကွာကိုရှိတယ်ဒီတစ်ပိတ်ရဲ့2ပင်ကျော်မှာလည်း934လို့ကွာကိုရှိတာနော်ကြည့်ရမယ်အဲ့တော့ဒီကွာကိုရဲ့ဘယ်ဘက်ဆောင်2ပင်ကျော်မှာ73ပရိတ်ရှိတယ်နော်ပရိတ်ရှိတယ်ဒီကွာကိုရဲ့ဆောင်2ပင်ကျော်မှာလည်း9နဲ့6လို့ပရိတ်3ရှိတာတယ်ဒီ934ဆိုတော့ကွာကိုရဲ့2ပင်ကျော်မှာလည်း312လို့ပရိတ်3ရှိတာတယ်အဲ့တော့ပရိတ်3တွေရောက်လာပြီနော်အဲ့တော့ခုကျွန်တော်တို့ကဘယ်ကိုရောက်နေတယ်လဲလို့ဆိုတော့ဒီပရိတ်3နော်လိမ္မော်ရောင်အဝါရဲ့ပရိတ်3ကနေပြီးတော့1 2 3 4 5ဆိုပြီးဒီမှာ3ခွန်ဆိုတဲ့ကဏ္ဍတွေ့တယ်ဒီပရိတ်3ကနေပြီးတော့1 2 3 4 5ဆိုတော့ဒီမှာလဲ933လို့တွေ့တယ်ခုဒီ3နဲ့ပရိတ်3ကနေ1 2 3 4 5ဆိုတော့နော်ဒီအချိန်အတွက်ကျွန်တော်ကဒီထဲမှာကဏ္ဍထည့်တာနော်ပရိတ်ကြီးမြန်လိမ့်မယ်986လို့ဖြစ်နေဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအဲ့ဒီကဏ္ဍကိုဘယ်ကလာသလဲနော်ဘယ်လိုဖြစ်မလဲကြည့်ရအောင်နော်ကြည့်ကြမယ်ဆိုတော့ကျွန်တော်ကအရင်ဆုံးပြချင်တာကဟောဒီပထမဆုံးထွက်တဲ့ခွန်3ခွန်ဒီပရိတ်3ကနေနော်ဒီ1 2 3 4 5ဆိုတဲ့ခွန်3ခွန်ကအဲ့ဒီပရိတ်3ရဲ့ဘယ်ဘက်ကခွန်ပိတ်ပါပရိတ်3ရဲ့ဘယ်ဘက်ကခွန်ပိတ်ပါပရိတ်3ရဲ့အောက်တပင်ကျော်က3ထိပ်ပါနော်ဒီမှာရှင်းလေးကပ်ပြလိုက်ပရိတ်3ရဲ့ဘယ်ဘက်ကခွန်ပိတ်တယ်ပရိတ်3ရဲ့အောက်တပင်ကျော်က3ထိပ်တယ်သူ့ရဲ့ဘယ်ဘက်ကခွန်ခါထားတယ်အဲ့ဒါကိုခွန်3ခွန်လို့ဖြစ်ပြီးတော့အဲ့ခွန်3ခွန်လို့ကျွန်တော်လှမ်းပို့တယ်နော်ဒီပရိတ်3ကနေ9ပင်မြောက်လှမ်းပို့အဲ့ဒါဆိုခုဒီပရိတ်3ကနေပြီးတော့1 2 3 4 5ဒီ933ဆိုတဲ့ကဏ္ဍကလည်းသူ့အတိုင်းဆိုရင်ဟောဒီပရိတ်3ရဲ့ဘယ်ဘက်က6ပိတ်ထားတယ်ပရိတ်3ရဲ့အောက်တပင်ကျော်မှာ3ညပိတ်တယ်သူ့ရဲ့ရှေ့က3ခါထားတယ်အဲ့တော့သူက9 3ည3နော်နောက်ပိတ်ထိတ်ခါပေါ့နော်နောက်ပိတ်ထိတ်ခါ9 3ည3လို့ကဏ္ဍကိုဒီပရိတ်3ကနေ1 2 3 4 5အဲ့ဒီမှာပို့ဒီမှာတော့လည်းကြည့်ရနော်ဒီပရိတ်3ရဲ့ဘယ်ဘက်ကနေခွန်ပိတ်ရဲ့
သူရဲ့အောက်တပင်ကျော်က3ထိပ်ရယ်ဒီဘက်ကခွန်ခါရယ်ခွန်3ခွန်ဆိုတဲ့ကဏ္ဍဒီပရိတ်3ကနေ5ခွင်မှာပို့တယ်ခုဒီပရိတ်3ရဲ့ဘယ်ဘက်က9 3ည3ဆိုတဲ့ကဏ္ဍကိုလည်းပရိတ်3ကနေပြီးတော့1 2 3 4 5 9 3ည3လို့ပို့ပြန်အဲ့တော့ကျွန်တော်တို့ကခုဒီနေရာအတွက်ဆိုရင်ဒီပရိတ်3ကနေ1 2 3 4 5ဒီကဏ္ဍအတွက်ကျွန်တော်9 8 6လို့ထည့်ထားတာကဟောဒီပရိတ်3ရဲ့ဘယ်ဘက်ကနောက်ဘက်က9ပါသူ့ရဲ့အောက်တပင်ကျော်ကထိတ်က8ပါ9 8ဒီဘက်ကခါက6နော်အဲ့တော့သူကရှေ့ကကတ်တွေတိုင်းပို့မယ်ဆိုရင်တော့9 8 6လို့ပို့ပါတယ်9 8 6လို့ပို့မယ်ဆိုကျွန်တော်တို့ကအဲ့ဒါလေးကိုဒီတိုင်းအလွယ်တကူမဟုတ်ဘဲနဲ့ရှေ့ပေါင်းနောက်ပေါင်းကွာပေါင်းနော်အဲ့ဒါလေးနဲ့ကျွန်တော်ထိတ်ကြည့်ခြင်းထိတ်ကြည့်ခြင်းလဲဆိုတော့ပထမဆုံးပြခြင်းတာကခုနတုန်းကဒီခွန်3ခွန်ပြခဲ့ပြီနော်ဒီခွန်ပိတ်3ထိတ်ခွန်ခါဆိုတဲ့ခွန်3ခွန်ကိုကျွန်တော်ပြခဲ့ပြီပြခဲ့တော့အဲ့ဒီခွန်3ခွန်သူ့ရဲ့ဘယ်ဘက်ကနေပြီးတော့ဒီမှာ3ခွန်တက်လိုက်တယ်ဒီမှာနောက်ပိတ်ပြိတ္တကြီးမြင်ရရင်နော်3ညာပိတ်ထားတယ်3ညာပိတ်လို့သူရှေ့ပေါင်း3ညာလို့ဖြစ်တယ်အဲ့လိုဆိုရင်ဒီပရိတ်3ရဲ့ဘယ်ဘက်ကနေပြီးတော့9 3ညာ3ဆိုတဲ့ကဏ္ဍကိုလည်းသူကနေ9ပဲမြောက်မှာကျွန်တော်ပို့ခဲ့ပြီးပြီအဲ့9 3ညာ3သူ့ရဲ့ဘယ်ဘက်ကနေ3ဝင်တက်လိုက်တဲ့ခါမှာဒီမှာ9ပိတ်တွေ့9ပိတ်တွေ့လို့ရှေ့ပေါင်း9ဒီမှာတော့ကသူ့ရဲ့ဘယ်ဘက်ကနေ3ဝင်တက်ရင်3ညာပိတ်လို့ရှေ့ပေါင်း3ညာနော်အဲ့တော့ဒီမှာကျသူ့ရဲ့ဘယ်ဘက်ကနေ3ဝင်တက်ရင်9ပိတ်လို့ရှေ့ပေါင်း9ခုကျွန်တော်တို့ကဒီပရိတ်3ရဲ့ဘယ်ဘက်ကနေပြီးတော့9 8 6ဆိုတဲ့ကဏ္ဍကိုကျွန်တော်ဒီမှာထည့်ကြည့်ထားတယ်ထည့်ကြည့်တာတော့ရှေ့ကအတိုင်းကြီးမယ်ဆိုရင်တော့သူ့ရဲ့ဘယ်ဘက်ကနေ3ခွန်ထည့်ကြည့်တဲ့မှာခွန်ပိတ်ထားတာတွေ့လို့ရှေ့ပေါင်းခွန်လို့အဲ့ဒါကြိုက်သွားပြီနော်9 8 6နဲ့ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့နောက်ပေါင်းတစ်ချက်ကြည့်မယ်နောက်ပေါင်းကွာပေါင်းပေါ့နော်နောက်ပေါင်းကွာပေါင်းတစ်ချက်ကြည့်မယ်ဆိုတော့ဒီခွန်3ခွန်ထွက်ပြီနော်ခေါင်းပြခဲ့ပြီဒီခွန်3ခွန်ဒီ3ညပိတ်လို့ရှေ့ပေါင်း3ညဖြစ်ပြီသူ့ရဲ့ဘယ်ဘက်တပင်ကျော်မှာမြင်ရနော်ပြည့်ချင်းမယ်9ထိပ်မြင်ရတယ်အောက်က6ခါမြင်ရတယ်ကျွန်တော်ဒီမှာ line 2 line ဆွဲတာအစိမ့်လေးနဲ့နော်9ထိပ်နဲ့6ခါကိုပေါင်းရင်4ဟုတ်ပြီအဲ့ဒါကကွာ4ဗျဒီ3ညကရှေ့ပေါင်း3ညနော်သူ့ရဲ့တပင်ကျော်က9ထိပ်နဲ့အောက်က6ခါနဲ့ပေါင်းတဲ့4ကကွာ4နော်ခုအဲ့လိုဆိုရင်ဒီမှာက9 3ည3လို့ခုနကဏ္ဍပြပြီးပြီသူ့ရဲ့ဘယ်ဘက်ကနေ3ဝင်တက်တော့6ပိတ်ကရှေ့ပေါင်း9လို့ရပြီးပြီသူ့ရဲ့ရှေ့တပင်ကျော်ကဒီမှာ9ထိပ်ဒီမှာအောက်ကခွန်ခါဒီမှာအစိမ့်2ချောင်းဆွဲတာနော်9ထိပ်နဲ့ခွန်ခါကိုပေါင်း2ဆိုတာကတော့ကွာ2ပြရှေ့ပေါင်းကကိုကွာ2နော်အဲ့တော့ခုကျွန်တော်တို့ဒီကတ်အတွက်ကသူ့ရဲ့ဘယ်ဘက်ကနေ6 8 6လို့ထည့်ထားတယ်သူ့ရဲ့ဘယ်ဘက်ကနေ3ဝင်ကခွန်ပိတ်လို့ရှေ့ပေါင်းခွန်ကယူပြီးပြီသူ့ရဲ့တပင်ကျော်က6ထိပ်အောက်က6ခါဒီမှာအစိမ့်2ချောင်းဆွဲထားတယ်6ထိပ်နဲ့6ခါနဲ့ပေါင်းရင်9ဆိုတာကိုခွန်9လို့ဖြစ်သွားပြန်တယ်6 8 6ရှေ့ပေါင်းခွန်နဲ့ခွန်9နဲ့ရပြီနော်နောက်ပေါင်းတစ်ချက်ကျန်အဲ့တော့အဲ့နောက်ပေါင်းကိုကျွန်တော်တို့ဘယ်လိုယူကြည့်သလဲဆိုတော့ဒီခွန်3ခွန်ခုနကတော့ပြခဲ့ပြီသူ့ရဲ့ဘယ်ဘက်ကနေ3ဝင်တက်ရင်3ညပိတ်ကရှေ့ပေါင်း3ညသူ့ရဲ့တပင်ကျော်က9ထိပ်နဲ့အောက်က6ခါနဲ့ပေါင်းတော့4ကကွာ4လို့ပြခဲ့ပြီအဲ့ဒီ6ခါနဲ့ပြောရရင်ဗျသူ့ရဲ့အောက်ကနေပါ3ခွန်သွားတယ်6ခါနဲ့အောက်ကတပင်ကျော်ကရှေ့ပေါင်း1နဲ့4ခွန်9ဆိုတဲ့ပေါင်းချင်း3ညကိုနောက်ပေါင်း3ညလို့ယူတယ်အဲ့ဒါဆိုရင်ရှေ့ပေါင်းက3ညခွာပေါင်းကခွာပေါင်းက4နောက်ပေါင်းက3ညလို့ဖြစ်တယ်နော်ရှေ့ပေါင်း3ညခွာပေါင်း4နောက်ပေါင်း3ညကဏ္ဍကဟောဒီပရိ3ရဲ့ဘယ်ဘက်ကနေထုတ်တာလဲခွန်3ခွန်ပါဗျာနော်ပေါင်းရင်ရှုပ်ချုပ်တာအဲ့ဒါဆိုခုကျွန်တော်တို့ဒီမှာကြည့်မယ်နော်ဒီပရိ3ကနေပြီးတော့1 2 3 1 2 3 4 5ဆိုတဲ့ဒီ9 3ည3ကိုပြပြီနော်ခုနကကျွန်တော်ပြခဲ့ပြီပြခဲ့ပြီဆိုခုကြည့်မယ်ဘယ်ဘက်ကနေ3ဝင်တက်ရင်6ပိတ်လို့ရှေ့ပေါင်း9ရတယ်သူ့ရဲ့တပင်ကျော်က9ထိပ်နဲ့ခွန်ခါနဲ့ပေါင်း2ကကွာ2ရတယ်အဲ့ဒီသူ့ရဲ့အောက်ကနေ3ပင်သွားထားတဲ့ဒီခွန်ခါနဲ့အောက်တပင်ကျော်ကရှေ့ပေါင်း6နဲ့9တစ်ခွန်ဆိုတဲ့3ကနောက်ပေါင်း3လို့ရ6ပိတ်လို့ရှေ့ပေါင်း9 9ထိပ်ခွန်ခါပေါင်း2ကကွာ2ဒီခွန်ခါနဲ့အောက်ကရှေ့9တစ်နဲ့9တစ်ခွန်ဆိုတဲ့3ကနောက်ပေါင်း3အဲ့တော့ရှေ့ပေါင်းကိုကွာ2နောက်ပေါင်း3ကဏ္ဍကဟောဒီပရိ3ရဲ့ရှေ့က6ပိတ်နဲ့3ညထိပ်နဲ့3ခါနဲ့9 3ည3ဆိုတဲ့ကဏ္ဍမှာဗျာခုအဲ့တော့ကျွန်တော်တို့ဒီမှာကြည့်ကြမယ်ဆိုရင်ခုနပြခဲ့ပြီနော်ဒီဘယ်ဘက်ကနေ3ဝင်တက်တော့ခွန်ပိတ်လို့ရှေ့ပေါင်းခွန်လို့ယူပြီးသူ့ရဲ့တပင်ကျော်က6ထိပ်နဲ့9ခါနဲ့ပေါင်း9ကကွာ9လို့ယူပြီးသူ့ရဲ့အောက်ကနေ3ပင်သွားတဲ့အခါမှာဟောဒီရှိတဲ့6ခါနဲ့အောက်ကတပင်ကျော်ကရှေ့ပေါင်း9နဲ့9 3ည5 5 3ည9ဆိုတဲ့4ကိုနောက်ပေါင်း4လို့ယူပြီးအဲ့ဒါဆိုရင်ခွန်ပိတ်လို့ရှေ့ပေါင်းခွန်6ထိပ်နဲ့9ခါပေါင်း9ကကွာ9 6ခါနဲ့ရှေ့ပေါင်းက4ကနောက်ပေါင်း4လို့ရှေ့ပေါင်းခွန်ကွာ9နောက်ပေါင်း4နဲ့ကဏ္ဍကတော့ဟောဒီပရိ3ရဲ့ရှေ့ဘယ်ဘက်က6ပိတ်ရဲ့အောက်ကပရိ3ရဲ့တပင်ကျော်က8ထိပ်ရဲ့ဒီဘက်က6ခါရဲ့9 8 6ဆိုတဲ့ကဏ္ဍကို
2026ရဲ့6ချိန်အတွက်နော်ဒီမှာကျွန်တော်ကနန်းအလုံးအပီးလဲရတယ်ရှေးပေါင်းနောက်ပေါင်းကွာပေါင်းလဲချုပ်ပေးတယ်နော်အဲ့ဒါဝါသနာရှင်များကျွန်တော်လူများကျွန်တော်မိတ်ဆွေမှာပေါ့နော်ယုံကြည်ကြတဲ့ဆိုရင်အကြိုက်လေးတူကြတယ်ဆိုရင်ပေါ့ဗျာကျွန်တော်ဒါလေးတင်ပေးလိုက်ပြီအားလုံးဘဝအမောတွေပြေးကြပါစေဗျာကောင်းကျိုးလို့အင်စန်တာများတစ်လုံးတော့ရတဲ့ပြည်စုံကြပါစေဆရာကောင်းတဲ့တွေ့ပေါက်ကနန်းများအချိန်ချင်းခါပေါက်နိုင်ရတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေဗျာကောင်းမှုကုသိုလ်များလည်းပြုနိုင်ကြပါစေလူမှုရေးများလည်းကြည်ပြတဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေဗျာ